ကျန်လေးပါချစ်တော်မျိုးတို့ရေကျမတို့မိုးခိုင်ဖြစ်ပါတယ်ဒီနေ့2025ခုနှစ်အောက်တိုဘာလ25ရက်နေ့မင်္ဂလာညချမ်းလေးပါရှင်မင်္ဂလာညချမ်းလေးပါကျမတို့မိဘပြည်သူတွေမျှော်လင့်ဆောင်သွားနေတဲ့သတင်းကောင်းလေးကိုကျမပေးခြင်းလို့ပါကျမအခုပဲအိမ်ပြန်ရောက်ပါတယ်နော်ကျမတို့မိဘပြည်သူတွေမျှော်လင့်ဆောင်စားနေတဲ့သတင်းကောင်းလေးပေါ့ဒီအခုလှိုင်းသားရနော်လိုင်းသားရာဒီဟိုပါဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့9ရက်ကွက်ပေါ့နော်9ရက်ကွက်ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့တွက်တာသူအထက်နဲ့စတိုးပိုင်ရှင်ဟိုအမဒေါ်ဝါဝိုင်းလဲဒေါ်ဝါဝါလှိုင်းမော်နော်သူ့ကိုသက်ဆိုင်ရာကနေပြီးတော့ဖမ်းဆီးရေးယူစစ်ဆေးနေပါပြီဖမ်းဆီးလိုက်ပါပြီနော်နယ်မြေခံကနေပြီးတော့ကျမစီကိုကျမဒီသက်ဆိုင်ရာနယ်မြေခံစရဖတွေအဖွဲ့နဲ့အဆက်အသွယ်ရပါပြီနော်သူတို့ကိုဖမ်းဆီးရေးယူစစ်ဆေးနေပါပြီနော်သက်ဆိုင်ရာကနေပြီးတော့ဥပဒေနဲ့အညီရေးယူသွားပါလိမ့်မယ်နော်တခုကတော့ဟိုပါပေါ့စိတ်မကောင်းစရာပေါ့တရက်လိုကနေပြီးတော့တရက်ခံဖြစ်သွားရတာနော်ကိုယ့်ရဲ့မိမိရဲ့ပစ္စည်းကိုခိုးလဲခိုးသေးတယ်ခိုးလဲခံရသေးတယ်တရက်ခံဘဝကိုရောက်သွားတာအဲ့ဒါပေါ့အဲ့ဒါဥပဒေအကြောင်းနားမလဲလို့ခံလိုက်ကြတာနော်ဥပဒေအကြောင်းနားမလဲလို့ဒီပစ္စည်းတွေနဲ့အတူမိထားတဲ့ဒီပစ္စည်းတွေခွေးယူထားတဲ့အမျိုးသမီးကိုမိထားလို့ရှိရင်ဥပဒေမဲ့လောက်ရက်တွေမလောက်ပါဘူးမင်းမဲ့စရိုက်ဆန်တဲ့လောက်ရက်တွေမလောက်ပါဘူးဒါကကျမတို့တိုင်းပြည်ကမင်းမဲ့စရိုက်တိုင်းပြည်မဟုတ်ဘူးဥပဒေမဲ့နေထိုင်တဲ့တိုင်းပြည်မဟုတ်ဘူးဟုတ်လားနော်ဥပဒေနဲ့အညီနေထိုင်တဲ့တိုင်းပြည်ကျမတို့ဖခင်လက်ထက်မှာနော်ဥပဒေအထက်မှာမြည်သူများမရှိစေရဆိုတဲ့စောင့်ပုတ်အတိုင်းကျမတို့လိုက်ပါဆောင်ရွက်နေပါတယ်နော်ကုညီဆောင်ရွက်ပေးနေတာပါဒီပေါ်မှာသူကျူးလွန်လိုက်တဲ့အပြစ်တွေကဘာမှအပြစ်မရှိတဲ့ဥပမာအရေးကြီးဆုံးကတော့ခလေးပေါ့နော်အရွယ်မရောက်သေးတဲ့ခလေးဒီအမျိုးသမီးအခုသူတို့ဒီပစ္စည်းကိုဒီတွက်တာသူအထယ်ဆိုင်မှာခိုးယူတဲ့ပိုက်ခိုးယူတဲ့ဟိုပါပေါ့နော်အမျိုးသမီးရဲ့နာမည်ကဒေါ်ရခိုင်မလို့သိရပါတယ်သူ့ရဲ့အသက်60ဝန်းကျင်လို့သိရပါတယ်နော်ကျမသူ့ရဲ့လိပ်စာကိုအတိအကျသိရပါပြီရွှေပြည်သာဘက်မှာနေတာအဆောင်ကားနေတာလို့သိရပါပြီကျမမနေ့ဖြန်ဒီဒေါ်ရခိုင်မနဲ့တွားရောက်ပြီးတော့တွေ့ဆုံပါမယ်နော်ကျမတို့ကဒီဥပဒေနဲ့မဲ့လောက်ရက်တဲ့ဒီလောက်ရက်ကိုကျူးလွန်လိုက်တဲ့ဒေါ်ရခိုင်မနော်ဒီခိုးယူတဲ့လူကိုကျမတို့အားပေးအားမြောက်လုပ်တာမဟုတ်ဘူးနားလဲအောင်နော်မိဘပြည်သူတွေနားလဲဘူးတချို့သောမိဘပြည်သူတွေကတခိုးကိုအားပေးတယ်ဆိုတဲ့ဟာမျိုးပေါ့ကျမတို့ကဥပဒေမဲ့လောက်ရက်ကိုမလုပ်ပါဘူးရှင်ဒီတခိုးကိုအားပေးအားမြောက်လုပ်တာမဟုတ်ပါဘူးသူကနော်ဥပဒေမဲ့ဒီခိုးမှုကိုကျူးလွန်ခဲ့တဲ့သူကိုဒီဆိုင်ပိုင်ရှင်အမားကဒီဒေါ်ဝါဝါလိုင်းကဥပဒေနဲ့အညီသူကလှုပ်ဆောင်လုပ်လို့ရှင်ယခုလိုသူ့မှာဟိုပြစ်မှုကျူးလွန်မှာဟိုတရားခံအဖြစ်ကိုရောက်ရမှာမဟုတ်ဘူးနော်ဖမ်းဆီးခံရမှာမဟုတ်ဘူးနောက်ဆုံးသူကရဲစခန်းမှာအမှုမဖွင့်ချင်ဘူးဗျာအမှုတစ်ခုဖြစ်တယ်ဆိုရင်သွားလာရစရိတ်တွေကုန်ကြစရိတ်တွေအများကြီးဟုတ်လားအချိန်တွေပေးရတယ်လားတွေအများကြီးနဲ့အမှုတစ်ခုဖြစ်တယ်ဆိုရင်အဲ့လိုမျိုးမလုပ်ချင်ဘူးဆိုရင်နောက်ဆုံးဒီခိုးမိတဲ့နော်ဒီပစ္စည်းခိုးတဲ့အမားကိုနောက်ဆုံးရက်ကျေးအုပ်ချုပ်ရေးမှုဥက္ကဋ္ဌတွေစီကိုအပ်လိုက်နော်အဲ့ဒီမှာအပ်ပြီးတော့ခံဝင်နဲ့လက်မှတ်ရေးထိုးခိုင်းလိုက်ဒီလိုမျိုးသွားရမှာလေဥပဒေနဲ့ညီသွားရမှာအဲ့ဒါကိုမလုပ်ဖဲနဲ့ဥပဒေမဲ့စွာပဲလုံးရက်ပြီးတော့ရိုက်နဲ့ကျူးလွန်ပြီးတော့ရက်ဆက်ခလင်းငယ်ကိုပါလူမဆန်စွာဒီလမ်းတိုင်ပေါ်မှာနေကင်းကြောင်တော်ကြီးမှာဟိုမှာကျိုးချီထားပြီးတော့ဟဟလား